ရှေးကူးရမယ်ဟိုအမရရလေးချက်ပြောပေးပါဦးဒီပွဲနဲ့ပတ်သက်လို့လို့ဒီပွဲနဲ့ပတ်သက်လို့ဒါလေးကိုကပြောလာဒီပွဲနဲ့ပတ်သက်လို့တစ်နေ့တစ်ခါအမြဲတမ်းပေါ့နော်အမြဲတမ်းရောက်အောင်လာတယ်အမြဲတမ်းလဲစိတ်ဝင်စားတယ်တစ်နှစ်ပတ်လုံးလဲဒီရက်ကိုမျှော်လင့်နေတယ်ဒီရက်မှာပေါင်းသိနေနဲ့တွေ့မယ်ဆရာမတွေနဲ့တွေ့မယ်ပြန်ဆုံးရတဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက်ကြောင့်ရန်ပီတီဖြစ်ပါတယ်ရန်လဲနှစ်တိုင်းလဲလာခြင်းပါတယ်ကျမကြီးကောင်းဘွဲနာမည်လေးနဲ့တက်ခဲ့တဲ့အတန်းလေးပြောပြပါကျွန်တော်ဦးတော်မင်းမှာကျွန်တော်1998မှာပြီးပါတယ်ခင်ဗျာဆယ်တယ်ဟုတ်ဟုတ်ကဲ့ဟိုအမတ်တရပါရှိတယ်အကြောင်းကဆရာမတွေကိုနှိပ်စက်ခဲ့တာရှိပါတယ်ဆရာမတွေကိုအများကြီးဒုက္ခပေးခဲ့တာတကွက်ပေါ့တကွက်ကတော့ဒီအများကြီးပါပဲအကွက်တွေကတော့အများကြီးဒီလားတမင်မဟုတ်ယူပြီးတော့ခိုးစားတာတို့အဲ့လိုမျိုးတွေပေါ့တာတို့နောက်ကအန်စာခောက်တာတို့နောက်စာအုပ်လှန်တာတို့အများကြီးပါပဲအများကြီးအမှတ်တရတွေကတော့အများကြီးပါဒီကြောင်းနဲ့ရောက်လာပြန်ပြီးတော့တတိယပါတယ်အားလုံးဟုတ်ကဲ့ဒီမှာကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့